မော်လင်းယုံနဲ့ရှိုးဝက်ဦးရင်အပတ်တိုင်းလင်းယုံလေးတစ်ကောင်ဟာရွာလေးရဲ့အိမ်တွေအပေါ်ကိုပြန်တန်းလေးရှိပါတယ်သူ့ရဲ့အမွေးတွေကရှိုးဝက်တဲ့အလင်းတွေနဲ့လင်းနေပြီးတညမှာမောင်နှမနှစ်ယောက်ဖြစ်တဲ့မိုးနဲ့လေတို့ဟာမော်လင်းယုံလေးကိုလိုက်ဖမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဟာလင်းယုံလေးကိုလိုက်ရင်းရွာရဲ့အစွန်ကတစ်ပင်ကြီးတစ်ပင်စီရောက်သွားပါတယ်အဲ့ဒီတစ်ပင်ကြီးရဲ့အောက်မှာရှိုးဝက်တကားလေးတစ်ခုရှိနေပါတယ်တကားကိုဖွင့်လိုက်တဲ့အခါသူတို့ဟာမော်ဥယျာဉ်ကြီးတဲကိုရောက်သွားပါတယ်။ဒီဥယျာဉ်မှာစကားပြောတတ်တဲ့ပန်းတွေကခုန်တတ်တဲ့တစ်ပင်တွေပျော်စရာကောင်းတဲ့မော်သက်တဝါတွေရှိနေပါတယ်။ဒါပေမဲ့ဥယျာဉ်ကြီးဟာတဖြည်းဖြည်းညှိုးနွမ်းလာနေပါတယ်။ဘာကြောင့်လဲဆိုတော့အလင်းပွင့်များပျောက်ဆုံးနေလို့ပါ။မော်လင်းယုံလေးကသူတို့ကိုကူညီဖို့ပြောပါတယ်။အလင်းပွင့်များကိုပြန်ရှာဖို့မိုးနဲ့လေတို့ဟာဥယျာဉ်ရဲ့လေးမျက်နှာကိုခီးထွက်ရပါတယ်။သူတို့ဟာစကားပြောတတ်တဲ့မြေခွေးလေးတစ်ကောင်နဲ့မိတ်ဆွေဖွဲ့ပြီးပဟေဒီဖြေရင်းနဲ့ပထမအလင်းပွင့်ကိုရှာတွေ့ပါတယ်။ဒုတိယအလင်းပွင့်ကိုရှာဖို့သူတို့ဟာကြပြစိတ်တွေနဲ့ပူးပေါင်းပြီးတချင်းဆိုရပါတယ်။တတိယအလင်းပွင့်ကိုရှာဖို့သူတို့ဟာမော်မြစ်တွေနဲ့ပြည်နေတဲ့မော်အင်းအိုင်ကြီးကိုဖျက်ကျော်ရပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာစုံမကြီးရဲ့ခံတပ်ထဲကိုဝင်ရောက်ပြီးနောက်ဆုံးအလင်းပွင့်ကိုပြန်လည်ရယူပါတယ်။အလင်းပွင့်တွေပြန်ရောက်လာတဲ့အခါဥယျာဉ်ကြီးဟာပြန်လည်စိမ့်လန်းလာပါတယ်။မိုးနဲ့လေတို့ဟာမော်လင်းယုံလေးနဲ့အတူရွာကိုပြန်လာပြီးသူတို့ရဲ့စွန့်စားခန်းကိုဘသူ့ကိုမှမပြောပြပါဘူးဒါပေမဲ့ညဘက်တိုင်းမော်လင်းယုံလေးကိုမြင်ရင်သူတို့ဟာပြုံးပြီးစိတ်ကူးရင်နေတတ်ပါတယ်ပုံပြင်လေးကတော့ဒီလောက်ပါပဲခင်ဗျာဒီလိုဒနာရီဆန်ဆန်ပုံပြင်လေးတွေကိုကြိုက်နှက်တတ်တယ်ဆိုရင်ခေါင်းလောင်းလေးကိုနှိပ်ပြီး channel လေးကိုဆက်ခိုက်လုပ်ပေးသွားပါဦးခင်ဗျာနောက်ထပ်စိတ်ဝင်စားဖွယ်ပုံပြင်လေးတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ပရိသတ်တို့ရေ